ဒီဇလန်ကကြတော့ Evelyn Wen ဆိုတဲ့အမျိုးသမီးကိုအခြေခံပြီးတော့ရိုက်ထား။သူကကြတော့အမေရိကန်ရောက်နေတဲ့တရုတ်လူမျိုးဖြစ်ပါ။ Evelyn Wen ကသူ့အပြိုဘဝတွေကသူ့ရဲ့ခင်မွန်ဝေမွန်နဲ့အတူတူအိမ်မက်ကိုစီနဲ့အမေရိကန်ပြောင်းလာကြတာ။ဒါပေမဲ့အခုလက်ရှိကတော့သူ့ရဲ့ဘဝသူမျှော်လင့်ထားတဲ့လိုမျိုးတော့မဖြစ်နေပါဘူး။သူတို့လင်မယားနှစ်ယောက်ကအမေရိကန်မှာအဝတ်လျှော်တဲ့လုပ်ငန်းကိုလုပ်ကင်နေကြပေမဲ့အရှုံးပေါ်နေတယ်။အခုဆိုရင်အခွန်ဌာနကလည်းစစ်ဆေးမှုခံနေရပြီ။အခွန်နေမပေးနိုင်ဘူးဆိုရင်သူတို့လုပ်ငန်းကလည်းအပိတ်ခံရတော့မဲ့အခြေအနေကိုရောက်နေပြီ။ဒါမဲ့ Evelyn ရဲ့စိတ်ဖိစီးမှုတွေကဒီမှာတည်းမပြီးသေးဘူး။သူ့ရဲ့သမီးလေး Joy ကမိန်းကလေးအချင်းချင်း lesbian ပေါ့နော်။မိန်းကလေးအချင်းချင်းတွဲနေတယ်။ Evelyn ကဒါကိုလက်မခံနိုင်ဘူး။သူ့ရဲ့ခင်မွန်ဝေမွန်ကလည်းသူတို့အိမ်ထောင်ရအေးဆက်နေပြီဖြစ်တဲ့အတွက်သူကကွာရှင်းဖို့တော့လုပ်နေ။အဲ့ဒါဒီအပြင်ကိုမှတရုတ်ပြည်ကနေလာလေတဲ့သူ့ရဲ့အဖေကုံကုံကလည်းသူ့အပေါ်အမြဲတမ်းအလိုမကျဖြစ်နေတယ်။တနေ့မှာတော့ Evelyn ဝေမွန်နဲ့ဂုံဂုံတို့၃ယောက်ကအခွန်စာရွက်စာတမ်းတွေကိုတင်ပြဖို့အတွက် IRS ရုံးကိုတွားခဲ့ကြတယ်။သူတို့၃ယောက်ကဒက်လီကစီးနေတဲ့အချိန်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကစတင်သွားတယ်။ရုတ်တရက်ဝေမွန်ရဲ့ကိုဟန်အမူအရာတွေကလုံးဝပြောင်းလဲသွားပြီးတော့တခြားလူတစ်ယောက်လိုဖြစ်သွားတယ်။သူက Evelyn ကိုကြည့်ပြီးတော့မင်းရဲ့အသက်ကအန္တရာယ်ရှိနေပြီလို့သတိပေးလိုက်တယ်။သူကဒီကဘာဝေမွန်မဟုတ်ဘဲနဲ့တခြားစကြဝဠာတစ်ခုကနေရောက်လာတဲ့ဝေမွန်ဖြစ်ကြောင်းအချိန်သိမ့်မရဘူးဆိုပြီးတော့ Evelyn ကိုငကြက်တစ်ခုပေးတတ်လိုက်တယ်။လိုက်နာရမယ့်ညွှန်ကြားချက်တွေကိုပေးလိုက်တယ်။အဲ့ဒီနောက်မှာတော့ Evelyn ကသူမမွေးဖွားခဲ့တဲ့အချိန်ကနေအခုချိန်ထိဖြစ်ပျက်ခဲ့သမျှအရာအားလုံးရုပ်ရှင်ပြကွက်တစ်ခုလိုမျိုးခံစားချက်အပြည့်နဲ့ပြန်ပြီးတော့မြင်ရောက်လာတယ်။ခဏကြာတော့ဝေမွန်ကမူလအတိုင်းပြန်ဖြစ်သွားပြီးတော့ Evelyn ကတော့ကြောင်တောင်နဲ့ကြံရိတ်ခဲ့ပါတယ်။အဲ့ဒါပြီးတော့သူတို့ကအခွန်အရာရှိဒီဒရာနဲ့တွေ့ရင်စည်ရင်းတွေကိုရှင်းကြတယ်။ဒီဒရာကသူတို့ရဲ့မလိုအပ်တဲ့အသုံးစရိတ်တွေအတွက်အဖြစ်တင်နေပေမဲ့ Evelyn ရဲ့စိတ်ထဲမှာတော့ခုနကဝေမွန်ပြီးခဲ့တဲ့ညွှန်ကြားချက်တွေပဲခေါင်းထဲမှာရှိနေတယ်။အဲ့နဲ့ Evelyn လည်းလှုပ်ကြည့်လိုက်မယ်ဆိုပြီးတော့ညွှန်ကြားချက်အတိုင်းသူ့ရဲ့ဖက်နှက်ကိုဘယ်နဲ့ညာနဲ့ပြောင်းဝတ်ပြီးတော့မျက်စိမှိတ်လိုက်တယ်။ပြီးတော့အမိုက်တူလောင်ခန်းထဲမှာရှိနေရလို့စိတ်ကူးလိုက်တဲ့အချိန်မှာသူ့ရဲ့လက်တွေ့ကဘာကြီးကလုံးဝပြောင်းလဲသွားတယ်။ Evelyn တစ်ချိန်တည်းမှာပဲနေရာနှစ်နေရာမှာရှိနေတယ်လို့မျိုးခံစားလိုက်ရတယ်။အဲ့ဒီမှာခုနကထူးဆန်းတဲ့ဝေမွန်နဲ့ပြန်ပြီးတော့စုံပြန်ရောအဲ့ဒီဝေမွန်ကရှင်းပြတာကတော့အခုလက်ရှိကျွန်တော်တို့နေထိုင်နေတဲ့စကြဝဠာအပြင်တခြား trillion ပေါင်းများစွာသောစကြဝဠာတွေရှိနေရဆိုတာပါပဲ။ဒါကို multiverse လို့ခေါ်ပါတယ်။စကြဝဠာတိုင်းမှာ Evelyn ရဲ့မတူညီတဲ့ပုံစံတွေကရှိနေတယ်။တစ်ခုမှာတော့ Evelyn ကဆရာဝန်ဖြစ်နေနိုင်တယ်လို့မျိုးနောက်တစ်ခုမှာဆိုရင်ထမင်းချက်ဒါမှမဟုတ်နောက်တစ်ခုမှာဆိုရင်ကြောက်ခဲလေးတစ်လုံးတောင်မှဖြစ်နေနိုင်တယ်။အခုရောက်လာတဲ့ဝေမွန်က Alpha Universe လို့ခေါ်တဲ့အဆင့်အမြင့်ဆုံးစကြဝဠာကနေလာတာ။ Alpha ကဘာမှာရှိတဲ့ Evelyn ကသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီးတော့စကြဝဠာတစ်ခုကနေတစ်ခုကိုစိတ်အာရုံနဲ့ခရီးသွားနိုင်တဲ့နည်းပညာကိုတည်ထွင်ခဲ့တဲ့သူပါ။အဲ့ဒါနဲ့ Alpha Universe ကဝေမွန်ကနေပြီးတော့ Evelyn ကိုကြည့်ပြီးတော့ပြောလိုက်တဲ့စကားတော့ယဉ်နှင်းစရာပါပဲ။မင်းက trillion ပေါင်းများစွာသော Evelyn ဒီထဲမှာဘာမှဖြစ်မလာဘဲနဲ့အဆိုးဆုံးကြာရှုံးနေတဲ့ Evelyn ဖြစ်တယ်။ဒါပေမဲ့အဲ့ဒီလိုအောက်ဆုံးကိုရောက်နေလို့ပဲမင်းကဘာမဆိုဖြစ်လာနိုင်တဲ့အလားအလာရှိနေတာတဲ့။ Evelyn နားလည်အောင်ပြောရရင်တော့ Evelyn အသုံးမကျဘူးဆိုတာကိုတခါတည်းပေါ်ပေါ်တင်တင်ပြောလိုက်တာပေါ့နော်။ Alpha ဝေမွန်က Evelyn စီရောက်လာတဲ့အကြောင်းရင်းကကြတော့စကြဝဠာအားလုံးဖြတ်စည်းမဲ့ဂျိုပူတူပါကီဆိုတဲ့သူကိုတားဆီးဖို့ပဲဖြစ်တယ်။တကယ်တော့ဂျိုပူတူပါကီဆိုတာကအခုလက်ရှိ Evelyn ရဲ့သမီး Joy ဖြစ်နေတာပါ။ Alpha Universe က Evelyn ကသူ့ရဲ့သမီးကိုစကြဝဠာတွေကြားထဲကိုခရီးသွားနိုင်အောင်အပြင်းအထန်လေ့ကျင့်ပေးခဲ့ရာကနေပြီးတော့ Joy ရဲ့စိတ်အာရုံတွေကပောက်ကွဲသွားပြီးစကြဝဠာအားလုံးမှာတပြိုင်တည်းတည်ရှိနေနိုင်တဲ့စွမ်းအားကိုရသွားတယ်။ Joy က trillion ပေါင်းများစွာထဲကသူ့ရဲ့ဘဝတွေအကုန်လုံးကိုတွေးလိုက်ရတဲ့အခါမှာဘာမှအရေးမပါဘူးဆိုတဲ့ nihilism ကိုလက်ခံလိုက်တာပါ။လူသားတွေရဲ့ဘဝကဆင်းရဲဒုက္ခတွေနဲ့ပဲပြည့်နှက်နေရလို့ယူဆပြီးတော့အရာအားလုံးဖြတ်စည်းပစ်ဖို့အတွက် everything bigger လို့ခေါ်တဲ့အရာအားလုံးကိုစုပ်ယူမဲ့ black hole ကြီးတစ်ခုကိုဖန်တီးလိုက်တာပါ။သူမကစကြဝဠာတိုင်းမှာရှိတဲ့သူမရဲ့မိခင် Evelyn ကိုလိုက်ပြီးတော့တတ်ဖြတ်နေရပါ။ရှင်းရှင်းပြောရရင်တော့ Joy ကသူ့အမေကိုလိုက်တတ်နေတဲ့အစားတသက်ပေါ့နော်။အဲ့တော့ Evelyn ကဒါတွေကိုသိသွားတဲ့အခါမှာသူမကိုသူမကာကွယ်ဖို့အတွက် fast jumping ကိုသင်ယူရတယ်။အဲ့ဒါဘာလဲဆိုတော့တခြားစကြဝဠာမှာရှိနေတဲ့ Evelyn ရဲ့ကျွမ်းကျင်မှုတွေကိုအခုလက်ရှိခန္ဓာကိုယ်ထဲကိုကူးယူလိုက်တဲ့ပုံစံပါ
Evelyn ကသူမရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုရဖို့အတွက်ထူးဆန်းတဲ့လုပ်ရက်တွေကိုလုပ်ရင်းနဲ့စကြဝဠာကြီးထဲကိုတစ်ခုပြီးတစ်ခုခုန်ကူးပါတယ်။အဲ့ဒီထဲက universe တစ်ခုမှာကြတော့သူကဝေမော်နဲ့လည်းလက်မထပ်ခဲ့ဘူးပြီးတော့ American ကိုလည်းမလိုက်လာခဲ့ဘူးတရုတ်ပြည်မှာပဲနေခဲ့တယ်။ပြီးတော့သူကကွန်ဖူးပညာရှင်နဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်နေတဲ့စကြဝဠာကိုသူကရောက်သွားတယ်။ဒါပေမဲ့အဲ့ဒီမင်းသမီးဘဝမှာသူကအရန်အောင်မြင်နေပြီမဲ့သူကရှင်ထဲမှာတစ်ခုခုလိုနေရလို့ခံစားနေရတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီစကြဝဠာကဝေမော်နဲ့ပြန်ပြီးတော့တွေ့တဲ့အခါမှာဝေမော်ကသူ့ကိုပြောတယ်တကယ်လို့တခြား universe တစ်ခုမှာငါကမင်းနဲ့အတူအဝိရှော်ဆိုင်လေးပဲဖွင့်ပြီးတော့အခွန်စရင်းတွေတွက်ရင်းနဲ့ပဲဘဝကိုကုံဆုံးမယ်ဆိုလဲအဆင်ပြေရဆိုတဲ့ဇာကားက Evelyn ကိုရင်ထဲမှာအရန်ထိခိုက်သွားစီဘာလို့လဲဆိုတော့သူကအောင်မြင်တဲ့မင်းသမီးဖြစ်နေပေမဲ့ကိုယ့်အတွက်ရှိနေပြီးရဲ့မိသားစုမရှိတဲ့အခါကျတော့သူ့ရင်ထဲမှာဟာတာတာဖြစ်နေအဲ့ဒီနောက်မှာတော့တိုက်ပွဲတွေကပြင်းထန်လာတဲ့အခါမှာ Evelyn ကထူးဆန်းတဲ့စကြဝဠာတစ်ခုထက်ရောက်သွားပြန်တယ်အဲ့ဒီမှာတော့လူသားတွေရဲ့လက်ချောင်းတွေက hot dog ပုံစံတွေဖြစ်နေတာEvelyn ကအဲ့ဒီကဘာမှာအခွန်အရာရှိဒီဒရာနဲ့ချစ်သူတွေလည်းဖြစ်နေကြတယ်ဒီလိုမျိုးမတူညီတဲ့ဘဝပေါင်းစုံမြင်တွေ့ရလေလေ Evelyn က Joy ရဲ့အမြင်ဖြစ်တဲ့ဘာမှအရေးမပါဘူးဆိုတာကိုပို့ပြီးတော့လက်ခံလာလေလေဖြစ်နေတယ်။ Evelyn ကစကြဝဠာပေါင်းများစွာထဲကလက်တွေ့ဘဝတွေကိုတပြိုင်တည်းခံစားလိုက်ရတဲ့အချိန်မှာသူ့ရဲ့စိတ်ကလည်း Joy လိုမျိုးပဲပေါင်ကွဲထွက်သွားတယ်။သူမက Joy ရဲ့ black hole ပေကယ်ကြီးရဲ့ဝင်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာကျမတို့မြင်ရတဲ့ဇက်ဝင်ခံနောက်တစ်ခုကကြတော့အရန်ကိုအေးချမ်းပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့စကြဝဠာတစ်ခုမြင်ရတယ်။အဲ့ဒီမှာတော့တက်ရှိဆိုတာဘာမှမရှိဘူး။ Evelyn နဲ့ Joy တို့ကတောင်ကမ်းပါးပေါ်မှာကြောက်ခဲတုံးလေးနှလုံးအဖြစ်တည်ရှိနေကြတယ်။သူတို့နှစ်ယောက်ကစကလုံးတွေမပါဘဲနဲ့စိတ်ချင်းဆက်သွယ်ကြတယ်။ငါတို့ကဒီတိုင်းကြောက်ခဲလေးတွေပဲဖြစ်နေရတယ်ကံကောင်းပါလေဆိုပြီးတော့ Joy ကပြောတယ်။သူတို့ကအရာအားလုံးဟာအတိတ်ပဲမဲ့တယ်လို့ယူဆပြီးတော့တောင်ကမ်းပါးပေါ်ကနေအတူတူခုန်ချလိုက်ကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ Evelyn ကအရေးကြီးတဲ့အရာတစ်ခုသတိပြုမိသွားတယ်။အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့မူလကဘာမှာဝေမွန်ကဒီဒရာကိုအစိုးမြင်ဝါဒနဲ့မတိုက်ခိုက်ပေနဲ့ကျင်နာမှုနဲ့တောင်းပန်ပြီးတော့သူတို့ရဲ့အဝတ်လျှော်ဆိုင်လေးကိုမပိတ်ဖို့အတွက်ဖြောင်းပြနေအောင်မြင်လိုက်ရတယ်။ဝေမွန်ပြောလိုက်တဲ့စကားကတော့ရုပ်ရှင်တစ်ခုလုံးရဲ့အနှစ်သာရပါပဲ။ကျွန်တော်သိတာတစ်ခုပဲရှိရယ်။ငါတို့အမြဲတမ်းကျင်နာနေဖို့လိုရယ်ဆိုတာပဲ။အထူးသဖြင့်ဘာဖြစ်နေမှန်းမသိရဲ့အချိန်ခါမျိုးတွေမှာပေါ့တဲ့။ Evelyn ကဝေမော်ရဲ့ကျင်နာမှုကအားနည်းချက်မဟုတ်ဘဲနဲ့အကြီးမားဆုံးသောအားသာချက်ဖြစ်နေတာကိုနားလည်သွားတယ်။သူမကရန်သူတွေကိုလက်သီးနဲ့မတိုက်ခိုက်တော့ဘဲနဲ့သူတို့ရဲ့လူအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးပြီးတော့သူတို့ရဲ့နာကျင်မှုတွေကိုကုသပေးခြင်းအဖြစ်တိုက်ခိုက်ပါတော့တယ်။ Evelyn ကစကြဝဠာအားလုံးရဲ့အသိဉာဏ်ကိုသုံးပြီးတော့လူတိုင်းမှာပျော်ရွှင်စရာအခိုက်အတန့်လေးရှိနေရဆိုတာကိုသက်သေပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ Evelyn က Joy ကိုဘေးကယ်ထဲကိုမဝင်ဖို့အတွက်တားဆီးနိုင်ခဲ့ပါတယ်။သူမက Joy ကိုဖတ်ထားပြီးတော့ဘာပြောလိုက်လဲဆိုတော့စကြဝဠာတွေဘလောက်ပဲများများရှိနေပါစေငါကတော့မင်းနဲ့အတူဒီနေရာမှာပဲရှိချင်တယ်ဆိုပြီးတော့သူတို့သားမီးနှစ်ယောက်ကနားလည်မှုတွေနဲ့အတူပြန်ပြီးတော့အဆင်ပြေသွားပါတော့တယ်။ဇလန်းရဲ့အဆုံးသတ်မှာတော့ Evelyn တို့မိသားစုက IRS ရုံးကိုပြန်ပြီးတော့ရောက်လာကြရဲ့။ Evelyn ကသူ့ရဲ့သမီးလေး Joy နဲ့ချစ်သူကိုလည်းလှိုက်လိုက်လဲလက်ခံလိုက်ပါတော့တယ်။သူမရဲ့ဘဝကအရင်လိုပဲအလုပ်တွေရှုပ်နေရဲ့အခွန်စရင်းတွေတွက်နေရတယ်။ဒါပေမဲ့ Evelyn ရဲ့စိတ်ထဲမှာအရင်လိုမျိုးမွန်းကျက်မှုတွေအစိုးမြင်စိတ်တွေဘာမှမရှိတော့ဘူး။သူမကစကြဝဠာပေါင်းများစွာထဲမှာအောင်မြင်တဲ့ဘဝတွေကိုတည်နေပေမဲ့အခုသူမပိုင်ဆိုင်နေတဲ့ဒီတာမန်ဘဝလေးကိုပဲတန်မိုးထားပြီးတော့မျက်နှိုးသွားပါတော့တယ်။ကျမတို့ကသေးငယ်တဲ့အမိုက်စလေးတွေပဲဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ဒီအမိုက်စလေးတွေဖြစ်နေတဲ့အချိန်မှာပဲတယောက်ကိုတယောက်ချစ်ဖို့ကျင်နာဖို့အခွင့်အရေးရှိတာပါဆိုတဲ့အနှစ်သာရနဲ့အတူဇလန်းလေးကလည်းပြီးဆုံးသွားပါတယ်။ဒီဇက်ကားကနေပေးချင်တဲ့ message ကတော့ဘဝမှာဘလောက်ပဲကြာရှုံးနေပါစေဘလောက်ပဲနာကျင်နေပါစေကျင်နာမှုနဲ့အချစ်ဆိုတဲ့အရာလေးတွေရတာအမောင်တို့တွေကနေလမ်းပြကျယ်လေးဖြစ်တယ်ဆိုတာပါပဲအားလုံးပဲဒီဇက်လန်းလေးကိုသဘောကျနှစ်သက်လိမ့်မယ်လို့ယုံကြည်ပါတယ်အခုလိုမျိုးဇက်ကားကောင်းလေးတွေကိုဆက်ပြီးတော့ကြည့်ချင်နေဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ကျမကတော့အေးချမ်းမြတ်ဖြစ်ပါတယ် video editor ကတော့ကိုမင်းခန့်ကျော်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်